ဒီလိုအပေါ်မျိုးဆိုကျွန်တော်ကဒီ square နဲ့မြောက်ပြီးယူပါတော့အဲ့ဒါဆိုလက်ဝင်တယ်လေဒီတကောလုံးဝင်တော့အပြောင်းမှုနော်ဘာယူမဲ့ဟာတက်ကျော်ရဲတရားလေးနဲ့လေးထက်ကျော်ရေးရွာလာကြီးစကြမ်းပါရေးစေးအောင်ပဲအဲ့ဒါကနေမတော်တော့ယူတော့စီးလေးပါတယ်ဝင်ယူကအောင်လဲကူလေကူဟာကျွန်တော်ဆိုတော့မနစ်လမ်းမယူတော့စတင်ရရှိလို့လာပါပြီဘိုင်ဘိုင်ဒီမောဆုံးသွားပြီကိုပထမတိုးကိန်းကိုကြောင်ပြောပြောပါဒီကောဆိုတော့ဒီစီးဆုံးပဲဘုံတွေပြောကလေးတွေပဲကလေးတွေဆိုလိမ့်မအဲ့တော့အေးပဲတောက်တယ်အေးရမုတ်ရတော်ပြီဟောဘာမှမတန်ဆောင်မဟုတ်ဘူးမဟုတ်နဲ့အရင်အရင်ရှင်းပြန်ခဲ့ရှင်းပြန်ခဲ့မသိရပဲဘယ်မှာမဟုတ်ဘူးနည်းနည်းပြောတော့ပါနေရာမှမရဘူးဟေးဟေးအားလုံးပဲမင်္ဂလာပါအခုဆိုရင်တော့ဘိုးကနေတော့ပြန်နေပါပြီကျွန်တော်ဆရာပါကျွန်တော်ဆရာကိုယ်တိုင်မောင်းရပါအမောင်းနေရပါနိုင်နော်စိုက်တယ်ဘကိုးကြီးလာတောင်းကြတာစိုက်တယ်ဒီတော့လည်းတောင်းပါပေါ့ဟုတ်ပါပြီးတော့ရောက်ဖို့ချတော့ကိုတူနဲ့တရားနဲ့ချဒီတစ်ခေါက်နာဟုတ်နော်